မင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော် must have to ရှင်းပြဖို့တောင်းဆိုထားတာလေးကိုပြန်ပြီးတော့ဗီဒီယိုလေးနဲ့ဖြည့်ပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါအချင်းချင်းလေးပညာမျှဝေတဲ့ group လေးဖြစ်တဲ့အတွက်ကြောင့်လွတ်လွတ်လပ်လပ်ပုံပွင့်နေမယ်ကျွန်တော်ကလေးတွေကိုရှင်းပြတဲ့ပုံစံလေးအတိုင်းရှင်းပြပေးမှာဖြစ်ပါတယ်must have to ကနှစ်ခုစလုံးကလုပ်ဖို့လိုအပ်တဲ့သဘောတရားကိုnecessary things တွေကိုဖော်ပြပေးတဲ့model auxiliary verb လေးတွေဖြစ်ပါတယ်အဲ့မှာကျွန်တော်စာကြောင်းလေးဒီနှစ်ခုခွဲမယ်ဆိုလို့ရှိရင်စာကြောင်းလေးတစ်ကြောင်းကျွန်တော်အရင်ဆုံးရွတ်ပြပါမယ်I have to take an important exam next week လာမယ့်အပတ်ငါအရေးကြီးစာမေးပွဲတစ်ခုဖြေရမယ်so I must hit the books tonight ဒီညငါစာကြက်မှာဖြစ်မယ်ဒီစာကြောင်းမှာဆိုလို့ရှိရင်ကျွန်တော် must ကို have to ကိုသုံးပြသွားပါတယ်ကျွန်တော်နောက်တစ်ခါပြန်ပြမယ် I have to take an important exam next week so I must hit the books tonight လာမယ့်အပတ်အရေးကြီးစာမေးပွဲတစ်ခုဖြေဖို့ရှိတယ်ဒါကြောင့်မလို့ငါဒီညစာကြက်ရမယ်hit the book ဆိုတာစာအုပ်တွေကိုထုရရိုက်တယ်လို့ပြောတာမဟုတ်ပါဘူးစာချက်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင် must ကို have to ကိုသုံးပြသွားတာဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်စာမေးပွဲဖြေရမယ်ဆိုတဲ့ကိစ္စသည်ကိုဖြေခြင်းသည်ဖြစ်စေမဖြေခြင်းသည်ဖြစ်စေကိုဖြေရမှာဖြစ်ပါတယ်ဒီညစာချက်ရမယ်ဆိုတဲ့ကိစ္စမှာကျတော့အဲ့ဒါကကိုချက်ဖို့ကိုယ်တိုင်ဆုံးဖြတ်တာဖြစ်ပါတယ်အဲ့မှာစာမေးပွဲဖြေရမယ်ဆိုလို့ရှိရင်ကိုအတန်းသူအတန်းသားအားလုံးကျောင်းသူကျောင်းသားအားလုံးဝင်ဖြေကိုဖြေရမယ်ဆိုပြီးတော့ဒါကျောင်းကသတ်မှတ်တာဖြစ်ပါတယ်မိမိရဲ့သတ်မှတ်ချက်မဟုတ်ပါဘူးဒီမှာဒီညစာချက်ရမယ်ဆိုတဲ့ကိစ္စကြတော့ကိုကချက်ဖို့ဆုံးဖြတ်တာဖြစ်ပါတယ်အဲ့တော့ဒီ must and have to ကဘယ်လိုကွာခြားလဲဆိုရင် must ကကြတော့ internal necessity internal authority ပေါ့အတွင်းကိုယ့်ရဲ့အသိစိတ်ကနေပြီးတော့ပြဋ္ဌာန်းတဲ့ပြဋ္ဌာန်းချက်တွေကိုဖော်ပြတဲ့အခါမှာ must ကိုသုံးပါတယ် have to ကကြတော့ external necessity ဒါ external authority လို့ခေါ်တဲ့အပြင်ကနေပြီးတော့တက်ရောက်လာတဲ့လိုအပ်ချက်လုပ်ဖို့လိုအပ်တဲ့ကိစ္စရပ်တွေကိုဖော်ပြတာဖြစ်ပါတယ်must and have to ကတကယ်တမ်းပြောရရင်တော့ဒါဘယ်လိုကွာခြားလဲဆိုတာကိုကျွန်တော်တို့ grammar rule အနေနဲ့တိကျသတ်မှတ်တာမဟုတ်ပါဘူးတကယ်တော့ tendency လို့ခေါ်တဲ့ပြောသူရေးသူသုံးစွဲသူရဲ့စိတ်တင်းညွတ်မှုနဲ့သာဆိုင်တာဖြစ်ပါတယ်ဒီအခြေအနေမှာ must ကိုသုံးရမယ်ဒီအခြေအနေမှာ have to သုံးရမယ်လို့အရင်ကွဲပြားဖြစ်အောင် grammar rule တစ်ခုအနေနဲ့ grammar စည်းမျဉ်းတစ်ခုအနေနဲ့သတ်မှတ်တာတော့မဟုတ်ပါဘူးဒီမှာကျွန်တော်တို့စိတ်တင်းညွတ်မှုနဲ့ပဲဆိုင်ပါတယ်အဲ့တော့ကျွန်တော်တို့စကားလေးပြန်ကောက်ရရင် have to ကကျတော့ပြင်ပတက်ရောက်မှုနဲ့ဆိုင်ပါတယ်ပါတီနဲ့ဆိုင်လဲဆိုရင် rules တွေ regulations တွေ laws တွေနဲ့ဆိုင်ပါတယ်လုပ်ဖို့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းဥပဒေတွေနဲ့ဆိုင်ပါတယ် must ကကြတော့ကိုယ့်ရဲ့အတွင်းစိတ်ကပြဋ္ဌာန်းတဲ့အသိစိတ်ကပြဋ္ဌာန်းတဲ့လုပ်ဖို့လိုအပ်တဲ့ကိစ္စတွေကိုဖော်ပြတာဖြစ်ပါတယ်ပေါ့နော်ပြီးတော့ must နဲ့ have to မှာ have to ကကြတော့သူ့ကိုကြတော့ deontic modality ပို့ဆံပါတယ်သူကdeontic ဆိုတာခုနကပြောခဲ့တဲ့ obligations တွေတာဝန်တရားတွေဟာလား laws တွေ rules တွေ regulations တွေနဲ့ဆိုင်ပါတယ်ဒီ must ကကြတော့သူက dynamic modality လို့ခေါ်ပါတယ်သူကပို့ပြီးတော့ dynamic modality ဆံပါတယ်dynamic modality ဆိုတာဘာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့အတွင်းစိတ်ကအသိစိတ်ကပြဋ္ဌာန်းတဲ့ပြဋ္ဌာန်းချက်တွေကိုဖော်ပြတာဖြစ်ပါတယ်အဲ့ဒီမှာmust နဲ့ have to မှာ must ကကြတော့individually different ဖြစ်နိုင်ပါတယ်တူးချင်းစီအလိုက်ကွဲပြားနိုင်ပါတယ်ကိုလုပ်ဖို့ဆုံးဖြတ်ပေမဲ့သူများအတွက်လိုချင်မှလိုတာဖြစ်ပါတယ်ခုန example စာကြောင်းလေးပဲကျွန်တော်တို့ပြန်ကောက်ကြရင်ငါဒီညစာချက်မှဖြစ်မယ် I must hit the books ငါဒီညစာချက်မှဖြစ်မယ်ဒါသူ့ရဲ့ပြဋ္ဌာန်းချက်တာဖြစ်ပါတယ်အခြားသူကမကြက်ဖဲလည်းနေနိုင်ပါတယ်
အခြားသူကသူ TV ကြည့်နေကြည့်မယ် stage show သွားခြင်းနဲ့သွားမယ်ရုပ်ရှင်သွားကြည့်ခြင်းနဲ့ကြည့်မယ်ပေါ့နော်တယောက်ချင်းစီဟာကွဲပြားခြားနားမှုရှိနိုင်ပါတယ် must ကhave to ကကြတော့ individually different မဖြစ်တော့ပါဘူးတူချင်းစီအလိုက်ကွဲပြားမှုမရှိနိုင်တော့ဘူးစာမေးပွဲဖြေရမယ် I have to take an important exam important exam next week ဒါမဲ့အပတ်ငါအရေးကြီးတဲ့စာမေးပွဲတစ်ခုဖြေရမယ်ဒီ have to လို့သုံးလိုက်ခြင်းကြောင့်သူက individually different မရှိပါဘူးသူလည်းဖြေရမှာဖြစ်တယ်လို့ခုန stage show သွားတဲ့သူရောရုပ်ရှင်သွားကြည့်တဲ့သူရောအကုန်လုံးဖြေရမှာဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှိရင် must နဲ့ have to ရဲ့တာမန်ကွာခြားချက်ကိုသဘောပေါက်လောက်ပြီထင်ပါတယ်must ကို not ထည့်မယ်ဆိုရင် must not infinitive ဖြစ်ပါတယ် have to ကို not ထည့်ရင်ကြတော့ do not have to does not have to ပေါ့နော်ကဲ past tense စာကြောင်းနေမှာဆိုလို့ရှိရင်တော့ဒါကိုခွဲခြားနေစရာမလိုတော့ဘဲနဲ့ had to ကိုသာသုံးရမှာဖြစ်ပါတယ် had နဲ့ do ကိုသာသုံးရမှာဖြစ်ပါတယ်ပြီးတဲ့စာကြောင်းက past tense စာကြောင်း have to သုံးရတဲ့စာကြောင်းဆိုလို့ကတော့ must ကိုမသုံးရတော့ပါဘူး must ကသူက past tense နေနေဆိုလို့ရှိရင် reported speech မှာပဲသူကရှိနိုင်ပါတယ်နောက်ထပ် negative ဒီ not ထည့်မယ်ဆိုလို့ရှိရင်တော့have to စာကြောင်းမှာဆိုရင် had to ကိုသုံးရမှာဖြစ်ပြီးတော့ not ထည့်မယ်ဆိုလို့ရှိရင်တော့ did not have to လို့သုံးရမှာဖြစ်ပါတယ်ဒါကဒီ must နဲ့ have to ရဲ့ကွာခြားပုံကိုပြောပြတာဖြစ်ပါတယ်အဲ့ဒီမှာmust ကပို့ပြီးတော့ဘယ်လိုပြောမလဲအာနာပြင်းတယ် force ပို့ပါတယ်လို့ဆိုရမှာဖြစ်ပါတယ်ပြီးတော့ဒီကောင်းလေးကို not ထည့်လိုက်မယ်ဆိုလို့ရှိရင်တော့အတိတ်ပဲကတစ်မျိုးပြောင်းသွားတာဖြစ်ပါတယ် must not ဒီလုံးဝမလုပ်ရပါဘူးလုပ်ရင်အပြစ်ဒဏ်ရှိပါတယ်have to ကို not ထည့်ရင်ကြတော့ do not have to does not have to did not have to ပေါ့ဒီကောင်ကြီးကကျတော့ဗာလဲဆိုရင်လုပ်ဖို့မလိုတာသာဖြစ်ပါတယ်ကျွန်တော်ကလေးတွေဆိုရင်ဘယ်လိုရှင်းပြလဲဥပမာ main ကလေးများတောက်ဖက်နဲ့မစီးရဘူးဆိုရင် must not wear high heel ပေါ့နော် high heel ကိုမစီးရဘူး you must not dump your rubbish here မင်းအမှိုက်ပုံတွေဒီမှာမပုံရပါဘူးစီးရင်ဘာဖြစ်လဲအပြစ်ဒဏ်ရှိပါတယ်ဒီမှာအမှိုက်ပုံရင်ဘာဖြစ်လဲအပြစ်ဒဏ်ရှိပါတယ်ဒဏ်ရိုက်ခံရပါလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်အရေးယူခံရပါလိမ့်မယ်ပေါ့နော်does not have to do not have to did not have to ကြတော့လုပ်ဖို့မလိုတာသာဖြစ်ပါတယ်လုပ်ရင်လည်းရပါတယ်ဥပမာကျွန်တော်ကလေးတွေဆိုလို့ရှိရင်ငါလာတိုင်းမင်းတို့ငါ့ကိုမုတ်ဝယ်ကျွေးစရာမလိုကျွေးရင်ရောရလားရတယ်ကျွေးလေဒါသူတို့သဘောပဲပေါ့နော်အဲ့တော့ဒီ does not have to did not have to does not have to do not have to did not have to ကကြတော့မလုပ်ဖို့မလိုတာသာဖြစ်ပါတယ်ဥပမာကလေးယောက်ျားလေးတွေဆိုလို့ရှိရင်လည်းအတန်းနဲ့ဝင်လာရင်တိုက်ပုံအင်ကြီးဝတ်လာစရာမလိုပါဘူးဝတ်လာရင်လည်းရတယ်ဝတ်သဘောပဲလीနော်ဒါအတွက်တော့ကျွန်တော်တို့ဝတ်လာတဲ့အတွက်ပြစ်ပြီးမှာမဟုတ်ပါဘူးဝတ်ဖို့မလိုဘူးလို့သာပြောခြင်းဖြစ်ပါတယ် must not ကလုံးဝမလုပ်ရဘူးအမှဆိုရင်တန်းနဲ့ဝင်လာတဲ့ကျောင်းသားကျောင်းသူတွေဟုတ်လားကျွန်တော်တို့ဒီ private school တွေမှာဆိုလို့ရှိရင်ဟုတ်လားဘောင်းမီတို့တွေစွတ်ကြချိုင်းပြက်တွေနဲ့ဝင်လာလို့မရဘူးဝင်ကိုမဝင်ရဘူးနော်ဒါမျိုးကိုပြောတာဖြစ်ပါတယ်ဒါလို့ဆိုလို့ရှိရင် must နဲ့ have to ရဲ့ကွာခြားပုံကိုသဘောပေါက်လောက်ပြီးထင်ပါတယ်မေးစရာရှိရင်လည်းပြန်မေးပါအားလုံးပဲချစ်ချင်းငင်းရင်းနှီးနဲ့ပညာမျှဝေတဲ့ group လေးကျွန်တော်ဘက်ကတာဝန်ကြည့်ချင်ပါတယ်မေးချင်တာရှိရင်ပြန်မေးပါအာမနာပါနဲ့ရင်းနှီးနှီးချစ်ချင်းငင်းမေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်